category မှာတော့ကျွန်တော်တို့ Taurian လို့ခေါ်တဲ့အလုံးပိတ်ပလင်းထဲမှာအပင်လေးတွေကိုရှင်းသင်အောင်ဘယ်လိုစိုက်မလဲဆိုတာနဲ့ဘာကြောင့်ရှင်းသင်နေရလဲဆိုတော့ရှိုးဝက်ချက်နဲ့သူ့ရဲ့အံဩစရာကောင်းတဲ့ကျွန်တော်တို့ gear စနစ်ကြီးတစ်ခုလုံးကိုဒီ video လေးမှာကျွန်တော်တို့ကအသေးစိတ်စပင်းမှာပြောပါတယ်စိတ်ဝင်စားရဆိုတော့ကျွန်တော်တို့လုပ်ကြည့်ရအောင်ရေစုံလူရမှာကတော့အလုံးပိတ်လို့ရတဲ့ဖန်ပလင်းလေးပဲဖြစ်ပါတယ်။စိုက်မဲ့ပင်ရွေစားပေါ်မူဒီဗီဒီယိုမှာပလင်းရဲ့ရွေစားကိုရွေးချယ်လို့ရပါတယ်။ဒါကတော့ကြောက်စလစ်ခဲပါ။ဒီထဲမှာရေစိတ်မနေအောင် drain သဘောနဲ့အလုပ်လုပ်ပေးတာဖြစ်ပါတယ်။ဒါကတော့မီးသွေးပါမှုနဲ့အနံဆိုးတွေကိုကာကွယ်ဖို့အတွက်ဖြစ်ပါတယ်။ဒါကတော့ဆက်မြေပါပလင်းရဲ့အခြေမှာကြောက်ခဲမီးသွေးဆက်မြေတွေကိုလော်လိုက်ထဲမှာပါအရင်ဆုံးကျွန်တော်တို့အောက်ဆုံးမှာကတော့ကြောက်စလစ်ခဲကိုထည့်ပါမယ်နေသေးလို့ကျွန်တော်တို့လက်နှလုံးလောက်ထိထည့်ထည့်ပါမယ်ကျွန်တော်တို့ဒုတိယလွှာကတော့မီးသွေးခဲထည့်ပါမယ်မကြည်လွန်မသေးလွန်နဲ့စိုက်ပါသူ့ကိုလည်းကျွန်တော်တို့လက်နှလုံးလောက်ထည့်ပါမယ်အောက်မှာကြောက်စလစ်ခဲခဲ့တယ်အပေါ်မှာဒီခဲ့တယ်။ဒါကတော့ကျွန်တော် drain ကျွတ်ထဲအတူဒီမှာအပေါ်ကတော့ပုံနဲ့လက်သက်တွေမှုလုပ်ဖြစ်ပါတယ်။နောက်ထပ်ဒီမှာထည့်။ကျွန်တော်နောက်ထပ်အလွာကတော့ဆက်မြေပါ။ကျွန်တော်ဆက်မြေကိုတော့လက်3လုံးလောက်ထည့်ပါမယ်။ဆက်မြေထဲမှာဆိုရင်နွားချီပါမယ်ဆက်ဖွဲပြပါမယ်အယိုးမုံပါမယ်ဆေးရွက်ကြီးပါမယ်ပြီးတော့ EM ပါပါမယ်ဒီမှာဆိုရင်ဒါကကျွန်တော်တို့3လွှာ1လွှာ2လွှာ3လွှာထည့်ထားတယ်ပထမဆုံးအလွှာကကြောက်စလစ်ခဲလွှာလေး1လွှာထည့်တယ်ကြောက်စလစ်ခဲပုံမှာထွေးလွှတ်အပေါ်ကဟာလေးရဒီကြားရဲ့ဟာလေးကကာဗွန်လွှာဆိုတာဒီမှာနန်ဇူးတွေနဲ့မူယောဂါကိုကာဝယ်ဖို့အတွက်ဒီကာဗွန်လွှာလေးထည့်ထားတယ်။ဒီကာဗွန်လွှာရဲ့ပုံမှာဆက်မြည်ထည့်ထားတယ်။ဒါကတော့ money plate လို့ခေါ်တဲ့အပင်မှာအစစ်တစ်စစ်စီမှာအတက်အသစ်တစ်ခုစီရှိပါတယ်။အဲ့ဒီအတက်အသစ်ကနေအပင်သစ်တွေကိုပွားမယ်ဆိုရင်လွယ်ပါတယ်။ဒါကတော့ကျွန်တော်တို့မြေကပ်ပင်မျိုးစားဖြစ်ပါတယ်။မြေနေရာတော်တော်များများမှာပေါရောက်တတ်ပါတယ်။ဒါလေးတွေကအလားစင်တဲ့နေရာမှာလည်းတော်တော်များများသုံးတာကိုတွေ့ရပါတယ်။ဒါကတော့ဇစ်ဇက်ပင်လို့ခေါ်တဲ့အပင်မှာသူ့ရဲ့ရွက်ကလေးတွေကဇစ်ဇက်ပုံထွက်တာမို့လို့ဇစ်ဇက်ပင်လို့ခေါ်ရထင်ပါတယ်။ကျွန်တော်ဒါလေးကတော့ယူရီးယားနင်းစီပါကိုအနေနဲ့တန်မိုးရှိတဲ့ပင်ကိုအနေနဲ့အမြင့်ထုတ်ချင်တဲ့ပင်တွေရှိတယ်ဆိုရင်လည်းဒီနည်းလေးကိုသုံးပြီးတော့မှကျွန်တော်တို့အမြင့်ထုတ်လို့ရပါတယ်ဒါကတော့ greenhouse effect ကိုအပြည့်အဝသုံးချတာဖြစ်ပါတယ်ကျွန်တော်အစစ်နေရာကနေအမြင့်တစ်ထွက်လာအောင်လို့အစစ်ကိုမြုပ်ပြီးတော့မှဆက်ရမှာဖြစ်ပါတယ်
ဒါဆိုရင်ကျွန်တော်တို့ဒီထဲမှာအပင်ဆိုင်လို့ရတယ်ပင်ဆိုင်လို့ဒါပဲအဓိကတော့ဒီပင်ရွေးချယ်တဲ့အခါမှာအပင်ကရင်ငွေ့တန်ခံနိုင်တဲ့ပင်မျိုးဖြစ်ရမယ်အဆူတဲ့မတရားများတဲ့အခါမှာခံနိုင်တဲ့ပင်မျိုးဖြစ်ဖို့လိုတယ်တခါနဲ့ပင်မဟုတ်ဘူးဆိုတော့ဒီကောင်ပုတ်တော့ဥပမာကျွန်တော်တို့လူပြူတာတို့ရှားသောင်းလက်ပတ်တို့ရှားနွယ်ဒီကန်ထဲမှာပေါက်တဲ့ရှားသောင်းမျိုးနွယ်တွေဆိုတော့ဒီထဲမှာထည့်ဆိုင်လို့မလွယ်ဘူးထည့်ဆိုင်မယ်ဆိုရင်လည်းဒီပုံပိတ်ထားလို့မရအောင်ပုံကတာဒါကတော့ပုံလုံးပိတ်ထားလို့ရတယ်ဒီလိုအောင်ကြက်နေအောင်ပိတ်ထားလို့ရတယ်ကျွန်တော်ရေနှင်းငယ်လောင်းပေးပါမယ်ဒီလောင်းတဲ့နေရာမှာလည်းအရင်မများဖို့လိုပါတယ်ကျွန်တော်တို့ Terrarium ဆိုတာကတော့ကျွန်တော်တို့ပလင်းထဲမှာပင်ကိုထည့်ပြီးတော့မှစိုက်တဲ့စနစ်ကိုပြောတာဖြစ်ပါတယ်ဒီစနစ်ကရေလောင်းရမလို့လို့အောက်ဆီဂျင်လည်းပေးရမလို့ပါဘူးပလင်းထဲမှာရှိတဲ့ရေကသဘာဝစနစ်ကြီးတိုင်းအငွေ့ပြန်ပြီးမိုးရွာသလိုပြန်ရွာတာကြောင့်မို့လို့ water cycle လည်းဖြစ်ပါတယ်လေကင်းပဲလင်းအောင်ရတဲ့အခါမှာဆိုရင်အပင်ကကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူပြီးတော့မှအောက်ဆီဂျင်ကိုထုတ်ပေးပါတယ်ညဘက်မှာဆိုရင်လည်းအောက်ဆီဂျင်ကိုစုပ်ယူပြီးတော့မှကာဗွန်ဒိုင်အောက်ဆိုက်ကိုပြန်ထုတ်ပေးပါတယ်ဒါကြောင့်မလို့ဒီတက်2မျိုးကနေပြီးတော့မှပလင်းထဲမှာနေပဲအပြန်အလှန်လှည့်ပတ်နေပြီးတော့မှအပင်အတွက်လုံလောက်တဲ့လေထုကိုဖန်တီးပေးတာဖြစ်ပါတယ်ဒါပြင် ecosystem ဖြစ်တဲ့ရဟန်းချွေတဲ့အခါမှာမြေကြီးကနေပြီးတော့မှအနုဇီဝဘိုးလေးတွေကြောင့်မလို့ဆွေးမြေပြီးတော့မှအပင်အတွက်လိုအပ်တဲ့အာဟာရကိုလည်းပြန်လည်ဖွဲ့စည်းပေးပါတယ်ဒါကြောင့်ဒီ Terrarium ကကိုယ့်ရဲ့ဇပွဲပေါ်မှာအလှဆင်လို့ရတဲ့ပလင်းတွေကသဘာဝကြီးတစ်ခုဖြစ်ပါတယ်ဗျ